ချစ်သူဟောင်းမနေ့ကတငယ်ချင်းနဲ့ဖုန်းပြောရင်သူပြောလိုက်တဲ့စကားလေးတစ်ခုကိုသဘောကျမိသွားပါတယ်သူကသူ့ရဲ့ချစ်သူဟောင်းနဲ့ပြန်တွေ့တဲ့အချိန်မှာဖြစ်ပေါ်ခံစားလိုက်ရတဲ့ခံစားချက်လေးကိုမျှဝေပြောပြခဲ့တာပါကိုသစိမ်းကြိုးချိုးပြီးလမ်းခွဲနှုတ်ဆက်သွားတဲ့ချစ်သူကြောင့်လမ်းခွဲကစားမှာသူ့စိတ်တွေအတော်ထိခိုက်ကြေကွဲခံစားခဲ့ရပေမဲ့အချိန်တစ်ခုကြာလာတဲ့အခါသူကသူအရင်ကထက်ပိုပြီးဂရုစိုက်ခဲ့ပြီးအကောင်းဆုံးခရီးဆက်ခဲ့ပါတယ်တဲ့သူကသူချောမောလှပခံညားနေအောင်ရုပ်ကိုပြင်ဆင်တယ်လို့စိတ်ကိုလည်းဒဏ်ရာအနာဒရမရှိအောင်ပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာအောင်ထားပါတယ်တဲ့နှစ်တွေအတော်လေးကြာပြီးတော့မှသူ့ရဲ့ချစ်သူဟောင်းနဲ့တနေရာမှာအမှတ်မထင်ပြန်ဆုံရတဲ့အခါသူ့ရင်ထဲမှာခံစားမှုနှစ်ခုရရှိလိုက်ပါတယ်တဲ့ပထမတစ်ခုကပျော်သွားတဲ့အပျော်ရဲဆိုတာကသူချန်ထားခဲ့လို့ကြံရစ်ခဲ့ရသူဟာသူ့ထက်အဆပေါင်းများစွာပိုပြီးနုပြိုလန်းဆန်းပြီးအောင်မြင်မှုတွေရရှိနေတဲ့လူတစ်ယောက်အဖြစ်သူ့ချစ်သူကိုနောင်တရစေနိုင်လို့ပါတဲ့ဒုတိယခံစားချက်ကတော့ဝမ်းနည်းတဲ့ခံစားချက်ကလေးတစ်ချိန်ကသူအမျက်တနိုးတန်မိုးထားခဲ့ရတဲ့တက်ရှိတစ်ယောက်ဟာဟောင်းနှွမ်းအိုမင်းသွားခဲ့ပါလားဆိုတဲ့စိတ်မကောင်းတဲ့စိတ်ကလေးပါတဲ့ဘဝမှာစုံတွေ့ပတ်သက်ခွင့်ရတယ်ဆိုတာလှေကားအတက်ဆင်းလို့ပါပဲသူတက်သွားချိန်မှာကိုကဆင်းနေတဲ့အချိန်ဖြစ်နိုင်တယ်လို့ကိုတက်လာတဲ့အချိန်မှာသူပြန်အဆင်းနဲ့လေကြုံတွေ့နိုင်သေးတာပဲလေအဓိကတွေ့ဆုံပတ်သက်ခွင့်ရချိန်မှာတယောက်ကိုတယောက်ရှော့မတွက်ဖို့တန်ဖိုးထားပြီးတတ်ဖို့သာလိုပါတယ်အချိန်မရွေးပြန်ဆုံနိုင်သေးတယ်မဟုတ်လားနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်